안녕하세요 여러분. 저는 소리 한국어 합당에서 호선생이라고 합니다. 이니시아가 아신 비디오를 보면 속단 좀 벽에 보노. 에마레 루도면야 내려라고 두야로 생각 나우테 속단이 5မျိုးကြောင့် 제가ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်စားလိုက်ကြရအောင်။ဆရာတို့ဒီနေ့မှာလည်းပထမဆုံးမိနစ်အနေနဲ့ကဆရာတို့ဗာလဲဆိုရင်가는 날이 잤나 가는 날이 잤나ဒါကဗာလဲဆိုရင်ဆရာတို့ကိုကအေးစစ်စစ်လေးနဲ့ဈေးဝယ်သွားမယ်ဆိုရင်စိတ်ကူးလေးနဲ့တွားလိုက်တဲ့နေ့ကမှအဲ့နေ့ကဈေးနေဖြစ်နေတာလူတွေသားရှုပ်လို့ကောင်းကောင်းဈေးဝယ်လို့မရဘူးပေါ့နော်အဲ့တော့ဒါကကြောင့်မြန်မာစကားပုံဘာနဲ့တူလဲဆိုရင်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာပေါ့နော်အဲ့လိုမျိုးစကားပုံလေးသုံးပါတယ်ဆရာနောက်တစ်ခုအနေနဲ့ကတော့ဆရာတို့ဘာလဲဆိုရင်စာကုန်းကြီးမှာမျိုးဘဲဆန်းတို့ကန်တာစာကုန်းကြီးမှာမျိုးဘဲဆန်းတို့ကန်တာဒါဘလို့ရှင်ဒီမှာသုံးလဲဆိုရင်ဆရာတို့လှေတကြီးတွေကများမယ်ဆိုရင်လှေကတောင်စီကိုသွားတယ်ပေါ့နော်ဆရာတို့ပြောချင်တာကဆရာများတားတီဆိုတဲ့မြန်မာစကားပုံလေးနဲ့အတူတူပါပဲနောက်တစ်ခုကကျတော့ဆရာတို့ဗာလဲဆိုရင်ဘဲဘူတာဘဲကိုပြီးတော့ခွတ်တာဘိုက်ချက်ကကြီးတယ်ဆရာတို့ရှင်းပြအောင်မယ်ဆိုရင်ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းလေးကတိတိလေးဒါပေမဲ့အဲ့ဒီပစ္စည်းကိုထုတ်ပိုးမဲ့ပါဆိုင်ပုံကြီးကအကြီးပေါ့နော်အဲ့လိုမျိုးစကားပုံနဲ့သုံးပါတယ်ဆရာတို့မြန်မာစကားပုံအနေနဲ့ဆိုရင်ဆရာတို့ဗာလဲဓမ္မဖို့ထက်လက်ခကြီးပေါ့နော်အဲ့လိုမျိုးစကားပုံအနေနဲ့သုံးပါတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်ဆိုအီလ်ခိုဝေယံကန်ကိုချင်တာဆိုအီလ်ခိုဝေယံကန်ကိုချင်တာဒါကဗာလဲဆိုရင်နွားပြောင်းမှာနွားချံကိုပြင်နေတယ်ကျွန်တော်ဘုံစဉ်းစားကြည့်ဟုတ်လားကိုယ်ကိစ္စတစ်ခုကိုမှားယွင်းပြီးတော့လုပ်ပြီးတော့နောင်တရလည်းပဲအဲ့ဒါကြီးပြန်ပြီးတော့ဖြစ်မလာဘူးเนาะပြောချင်တာကဆရာတို့မြန်မာစကားပုံဘာနဲ့တူလဲဆိုရင်တခိုးပြေးမှထိုးဝန်ထတော့အဲ့လိုမျိုးစကားပုံလေးနဲ့တူပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဆရာတို့ဘာလဲဆိုရင်နူဝေါ်စောချင်းပဲပြီနူဝေါ်စောချင်းပဲပြီလဲလျောင်းပြီးတော့စရွေးရှိရတယ်စဉ်းစားကြည့်ပေါ့နော်အဲ့စရွေးကဆရာတို့ကိုဘောကိုပဲပြန်ကြမှာဟုတ်တယ်နော်လူများမကောင်းကြရင်ကိုဘေးရန်ဆိုတဲ့စကားလေးတိုင်းပေါ့နော်ဆိုမြန်မာစကားပုံဘာနဲ့တူလဲဆိုရင်ကိုရှူကိုပတ်အဲ့လိုမျိုးစကားပုံလေးနဲ့ဆင်တူပါတယ်โอเคဆရာတို့ဒီနေ့လဲစုပ်တန်5မျိုးလေးအကြောင်းလေ့လာခဲ့တာဖြစ်ပါတယ်끝까지 봐주셔서 너무 감사합니다. 다음 영상에도 또 봐요. 안녕.